Okay အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ Minecraft မှာပေါ့ Mr. Me ဆော့မှာပေါ့နော်ဗီဒီယိုလေးမဆိုင်မှာ channel ကို like and subscribe လုပ်ခဲ့ပါ VPN လေးနဲ့အားပေးခဲ့ပါဒီနေ့ဗီဒီယိုမှာတော့ Minecraft မှာ Mr. Me ဆော့မှာပေါ့နော်ဗီဒီယိုလေးမဆိုင်မှာ channel ကို like andဗီဒီယိုလေးမဆိုင်မှာ channel ကို like and subscribe လုပ်ခဲ့ပါ VPN လေးနဲ့အားပေးခဲ့ပါeasy မှုနဲ့ပဲယူလိုက်မှာကွာeasy မှုနဲ့ပဲဆော့လိုက်မှာပေါ့နော်easy မှုနဲ့ရပါတော့တုတ်ကြီးအိမ်ပေါ့နော်တုတ်ကြီးအိမ်တွားမှာပေါ့နော်တုတ်ကြီးအိမ်နဲ့တော့ဝင်ခဲ့တာပေါ့တုတ်ကြီးအိမ်ပေါ့နော်တုတ်ကြီးအိမ်မှာပါရှေ့ဆိုကြည့်ရမယ်ကွာတုတ်ကြီးအိမ်မှာဩ Mr. Me တဲ့ Mr. Me တဲ့ကွာ Mr. Me ဆိုတာအတားပေါ့နော်အတားစားတဲ့ဩမငါ့ကိုလည်း short ကန်တက်လက်ပေးတာပဲကွာငါလည်း short ကန်တက်လက်ပေးတာပဲကွာဗီဒီယိုလေးမဆိုင်မှာ channel ကို like and subscribe လုပ်ခဲ့ပါ VPN ရအားပေးခဲ့ပါဒီရှော့ကန်နဲ့ဒီကားပြရမှာကွာဒီဆိုတကားတော့ပွင့်ပြီဆိုတော့ဒီအိမ်နဲ့ဝင်ရတုတ်ကြီးအိမ်နဲ့ဝင်ရမှာကွာတုတ်ကြီးအိမ်ပေါ့နော်တုတ်ကြီးရဲ့အိမ်ပေါ့နော်ဘိုက်ပုကိုတုတ်ကြီးအိမ်ဝင်ရဘိုက်ပုတုတ်ကြီးအိမ်ဝင်ရမှာပေါ့ဘိုက်ပုတုတ်ကြီးရဲ့အိမ်ပေါ့နော်ဘိုက်ပုတုတ်ကြီးရဲ့အိမ်ထဲမှာဘာရှိရဆိုကြည့်ရမယ်ကွာဒီမှာရတော့ဘာမှမရှိဘူးဒီတကားထဲမှာဒီအောက်ဆင်ကြည့်မယ်ကွာဘာရှိလဲလို့ဒီမှာပန်းဦးကနေပါဦးကွာဒီဗီဒီယိုထဲမှာပေါ့ဝင်ပုံလို့ရတာပေါ့နော်ဒီဗီဒီယိုထဲမှာဝင်ပုံလို့ရတာပေါ့နော်နေပါဦးကွာရေဆိုဒီမှာရှော့ကန်တက်လိုက်ပါမှာရှော့ကန်ပေါ့နော်ဒီမှာโอเคဒီကာလာတဲ့ကွာဒီဆိုဒီထဲငုတ်ပြီးဝင်ရမယ်ကွာရေဆိုအုတ်တွေတော့ဖြိုပြီးပြီဆိုတော့အိမ်ထဲကြည့်ရမယ်ကွာကြည့်ရတာတော့နော်ကြည့်ရတာဘာတွေလဲဘာများတုတ်ကြီးအိမ်ပေါ့နော်ကိုတုတ်ကြီးအိမ် Mr. Me ပေါ့နော် Minecraft မှာ Mr. Me ပေါ့နော်ဒီမှာရတော့ green key ရှိမှာ green key တော့ရှိတာပဲကွာ green key ရှိတုတ်ကြီးဒီတုတ်ကြီးဆုံးဒီတကားအစောဖွင့်ရမယ်ကွာဖွင့်လိုက်မယ်ကွာအဲဆုံး green key နဲ့ဒီကားဖွင့်လိုက်မယ် green key နဲ့ဒီကားကိုဖွင့်ပြီဆိုတော့ green key နဲ့ဒီကားတော့ဖွင့်ပြီဆိုတော့တုတ်ကြီးတုတ်ကြီးဝက်ကြီးတေဝါရ day 1ရပြီ day 1တော့ရဝက်ကြီးရတော့စိုးနေပြီကွာဒီဝက်ကြီးရတော့စိုးနေပြီအနားလိုက်ခွေးရဝက်ကြီးရတော့စိုးနေပြီကွာလိုက်လာပြီလားဝက်ကြီးလိုက်လာပြီလားမသိဘူးဝက်ကြီးမလိုက်လာဘူးကွာနေရောတုတ်ကြီးတော့ရှိတယ်တုတ်ကြီးရဲ့ဒီဝက်ကြီးပေါ့နော်ဒီမှာရပေါက်ကြီးတော့ရပြီမတက်လာဘူးကိုတုတ်ကြီးအောက်မှာပဲရှိတယ်ဒီထဲမှာတော့ဟမ်းမရှိတယ်တူတော့ရှိတာပဲကွာဒီမှာတော့ပလျာရှိတာပေါ့ဒီမှာပလျာရှိတယ်ဒီမှာဖုံးခုတ်လို့ရတာပဲကွာတော်နေတာဒါဖွင့်လို့တော့မရဘူးကွာဒီမှာရတော့ရေချိုးကန်းရမှဒီတူနဲ့ရိုက်ခွဲလိုက်မှာကွာဘာရှိရတော့ကြည့်ရမှာကွာဖွင့်လို့မရဘူးတုတ်ကြီးရလဲဇွန်ဘီအတန်နဲ့ကွာအဲဆိုပလျာနဲ့ဆိုတစ်တာပြားလေးဖြတ်လိုက်မယ်ကွာဒီဆုံးဒီထဲဝင်ရမယ်ကွာဒီထဲမှာပါရှိရဆိုတော့ကြည့်ရမယ်ကွာဒီမှာကင်မရာတော့ရပြီကင်မရာဒါတပုံရိုက်တုံးနဲ့ကင်မရာပဲကွာဒီကနေဆိုဒီကနေဆိုဒီထဲဝင်ရမှာကွာဒီမှာလဲဒီမှာပါရှက်ကြည့်ရမှာကွာမရှော့ကန်ကြည့်တော့ရှိရကွာရှော့ကန်ကြည့်တော့ရှိရပဲကွာဒီဆိုတုတ်ကြီးကိုရှော့ကန်နဲ့ရှုကန်နဲ့ဖောက်ပေးလိုက်မယ်ကွာရှုကန်နဲ့ဒီကောင်ဆုံး
နေစုံဒီမှာတော့ပလေယာတော့ရပြီကွာဝက်ကြီးကဒီမှာရောက်နေတာပဲကွာဝက်ကြီးကဒီမှာရောက်နေတာဝက်ကြီးကအုပ်ဖြူလိုက်ပြီဆိုတော့ဝက်ကြီးကတော့စိုးနေပြီကွာအနောက်နေလိုက်ခွေးတယ်ဝက်ကြီးကဂျုံနဲ့လိုက်ခွေးတယ်နော်ဒီတော့ဖွင့်လို့မရအောင်ဟိုဘက်ခြံရဝါရဂျူရီတညက်ဖျားမယ်ကွာဝက်ကြီးလိုက်လာပြီလားမသိဝက်ကြီးလိုက်လာပြီလားမသိအိုးဝက်ကြီးကမလိုက်လာတယ်ကွာဒီဆုံးဒီဝါဂျူရီလည်းဖျားလိုက်ပြီဆိုတော့ပြီးလို့စင်ဟိုတကားပွင့်ပြီကွာဖွင့်လိုက်ရတယ်ပွင့်ပြီကွာဒါတုတ်ကြီးရဲ့ကာပဲကွာတုတ်ကြီးရဲ့ကာပဲကွာတုတ်ကြီးကဘာလုံးတူဝတ်တာတပွင့်တုံးနဲ့ကာပဲကွာဒီမှာမစ္စတာမီတဲ့နော်မစ္စတာမီတဲ့မစ္စတာမီတဲ့နော်ဒီမှာတော့ဒီမှာဒူးလေးကွာဒီမှာရှုကန်နေကွာရှုကန်ကြည့်တယ်ပဲဒီမှာရှော့ကန်တော့ကြည်ဖြည့်တာလေကွာဒါမဲ့ဟိုဝက်ကြီးကလိုက်လာပြီလားမသိဘူးအနောက်နေမလိုက်လာဟိုဝက်ကြီးကမလိုက်လာသေးဘူးအဲ့ဒီဝက်ကြီးကဝက်ချန်တူမွေးထားတဲ့ဝက်ပဲကွာအဲ့ဒီဝက်တော်တော်စိုးတယ်အဲ့ဒီဝက်ဟာမပြုတ်ကြကွာပြုတ်ကြကွာမပြုတ်ကြကွာဘာမှမပြုတ်ကြကွာဒီမီတက်စေဘူးကလည်းပြုတ်ကြကွာမီတက်စေဘူးကလည်းမပြုတ်ကြကွာမီတက်စေဘူးကမီတက်စေဘူးမဟုတ်ဒါနဲ့ဖြတ်လိုက်မှာမီတက်စေဘူးကကြပြီဆိုတော့မီတက်စေဘူးကြပြီဆိုတော့ဒီဘက်ခြံမှာဘာမှတော့မရှိမီတက်စေဘူးကြပြီဆိုတော့ဘက်ခြံမှာအပူတပေးလို့ရပြီကွာတော့မီတက်စေဘူးမဟုတ်တာအပူပေးတဲ့ဟာပဲကွာအပူပေးတဲ့ဟာလည်းငါမသိတာမီတက်စေဘူးမှမဟုတ်တာအပူပေးတဲ့ဟာကြီးကွာနေရောဒီမှာတုတ်ကြီးအိမ်မှာဝက်ကြီးလိုက်လာပြီဒီတော့ဝေပုံးလာဝက်ကြီးလိုက်လာပြီလားမသိဘူးဝက်ကြီးစင်လာပြီလားမသိဘူးငါမတွေ့ဒီနေ့ငါဒီနေ့ပုံးနေငါမတွေ့ဘူးအော်တော့မစင်လာဝက်ကြီးကအော်တော့မစင်လာကွာစင်လာပြီကွာသူ့ရရှောကနေတော့တမပြင်းနေတော့တပြစ်လိုက်တယ်ကွာဝက်ကြီးကတီးပါရလားမသိဘူးတီးပါရဝက်ကြီးခွေးတယ်ကွာခွေးရတော့နာတာပဲနော်ဝမ်းမတာခွေးရနာတယ်ဝမ်းမတာဝက်ကြီးnight tree ရောက်လာပြီကွာ night tree ရောက်လာပြီဝက်ကြီးကခွေးရနာတာပဲနော်ဝက်ကြီးကနော်သူကျူရတယ်တော်တော်လေးပြင်းလိုက်တာကွာပွင့်ပြီအဲဆိုဂိတ်တကားပွင့်ပြီဆိုတော့ဂိတ်ကတော့ပွင့်ပြီဆိုတော့အဲဆိုတပုံလိုက်မှာတူကမစ္စတာမီဂိမ်းနေမှာပေါ့မစ္စတာမီကလူတွေဝက်တပိုင်းလောက်တာပေါ့နော်အပုံလို့ရပြီကွာသူ့ရဲလာနဲ့အမရမှာပေါ့ဖြစ်လို့လဲဆိုလို့စင်းသူကလူတွေဖြတ်ပြီးတော့ねလူတွေတက်ပြီးအဲ့ဒီမှာမှန်တယ်မှထည့်ရတာပေါ့နော်ကိုတောက်ကြီးကလူတွေတက်ပြီးမှန်တယ်မှထည့်တာပေါ့နော်လူတွေတက်ပြီးတော့မှန်တယ်မှထည့်ရတာပေါ့နော်အဲဆိုရဲဖုံစမ်းမှာကွာအဲဆိုရဲတော့အဲဆိုဖုံစမ်းမှာကွာဒီမှာရတော့အဲဆိုဖုံစမ်းလိုက်မှာကွာတော့အိမ်ရှိမှတကြီးလိုက်မယ်အိမ်ရှိမှကြီးလိုက်မှာပေါ့နော်ရဲကလာပြီလားကြီးရမှာကွာလာပြီကိုလာဆွေးလာပြီကိုလာဆွေးလာပြီကိုလာဆွေးထုတ်တာချက်တက်ထောက်တာတော့ပြလိုက်ပြီကွာကိုလာဆွေးတော့ပြလိုက်ကိုလာဆွေးမြေရောက်ထက်တဲ့စဉ်းလာခဲ့တုတ်ကြီးကလေပြမှာတုတ်ကြီးကလူတွေတက်ပြီးတော့မှန်မှထည့်တာအဲ့ငါတပုတ်ရိုက်တာလေနော်ကြီးနော်ကိုလာဆွေးလာတာခဏစောင့်နေလိုက်မယ်ကိုလာဆွေးလာတာဒီမှာတော့ဘာရဲအစိတ်ရည်တွေလားမသိတာအစိတ်ရည်တွေလားမသိကွာဒီမှာရရဲလုတ်ကြီးပါဒါရဲလုတ်ကြီးဒါရဲလုတ်ကြီးကွာ
အိုးရေးလာပြီကွာရဲရရှိလာပြီရဲရရှိရတော့လာပြီကွာဒီမှာ shotgun ပါကွာဒါမဲ့ဒီကတော့လိုက်မှာတုတ်ကြီးကိုရဲရရှိရ shotgun နဲ့တစ်ချက်ပစ်ပေးလိုက်ပြီဒီပေါ့နော်အဲ့မှာတော့နော်အဲ့မှာပေါ့နော်တုတ်ကြီးကိုပေါ့နော်ရဲကဖမ်းသွားပြီပေါ့နော်တုတ်ကြီးတော့ရဲဖမ်းသွားပြီပေါ့နော်ရဲကတော့လိုက်ပြီပေါ့နော်ကဲဆိုဒီနေ့ဗီဒီယိုလေးလောက်ပါပဲဆုံးလိုက်ပဲကြည့်ရှုပေးတော့အားလုံးကိုကျေးဇူးတင်ပါတယ်ကဲဆိုဒီနေ့ဗီဒီယိုလေးလောက်ပါပဲဆုံးလိုက်ပဲကြည့်ရှုပေးတော့အားလုံးကိုကျေးဇူးတင်ပါတယ်ကဲဆိုနောက်ဗီဒီယိုပြန်ပြန်ပြန်ဗီဒီယိုလေးမဆိုင်မှာ channel ကို like ဗီဒီယိုလေးမဆိုင်မှာ channel ကို like subscribe လုပ်ခဲ့ပါ VPN လေးရပါခဲ့ပါဗီဒီယိုလေးမဆိုင်မှာ channel ကို like subscribe လုပ်ခဲ့ပါ VPN လေးရပါခဲ့ပါဒါတော့ပြီးပြီပေါ့နော်ကဲဆိုတော့နောက်ဗီဒီယိုကျရင်ပြန်တွေ့ကြပါပေါ့နော် bye bye နော်ကျွန်တော်မှာ subscriber 389ကျော်ပဲကဲဆိုတော့နောက်ဗီဒီယိုကျရင်ပြန် bye bye နော်